เดี๋ยวลืมขอบคุณค่ะခါရဲဆိုင်ကယူမသွားနိုင်တဲ့ brother သူရလင်းတို့အတွက်ကျွန်တော်ဆိုင်ကရတော့စင်နေဖြစ်ပါပြီကဲဒီနေ့တော့ဘော်တော်ဆိုင်ကထုတ်ပေးဖို့ဒီမှာဆိုင်ကတိုင်အောင်ရောက်နေပြီကဲလားလိုက်ခဲ့အောင်ဒီနေ့ဆိုင်ကတိုင်ပိတ်တယ်ဒါပေမဲ့ VIP တွေမို့လို့လုပ်ပေးတာဒီမှာလေးနဲ့ချောက်ကြည့်အဲ့ဒါ350ကြီးလား350ကြီးဘယ်လိုလုပ်လဲဒီနေ့ဆိုင်ပိတ်တယ်တော့ VIP မို့လို့ပြောတာโอ๊ยทำอะไรเนี่ย Yes คุณเซสวัสดีครับ สวัสดีค่ะนั่งด้านนี้ Big cookie long time no see ลองทานดูสิค่ะ Yes Yes ซื้อมาใหม่เหรอ ฮะ ซื้อมาใหม่ ใช่ ว้าวแพงไหมแพงไหม ใช่ expensive Yes ว้าวสุดยอดวันนี้หยุด ကဲစာချုပ်တွေပါတယ်ချုပ်နေပြီစာချုပ်ချုပ်ပြီးတော့ဆိုင်ကယ်ကဒီနေ့ကယူစောင့်ပြီးတော့ယူမသွားဘူးဆိုတော့မနေ့ဖက်မှာတော့ပို့ရမယ်ပြန်တော့မယ်ဒါမှမဟုတ်စတန်ကမတူတော့ဘူးနော်ဒီကောင်ကဒီကောင်ကျွန်တော်အပေါ်မှာရှေ့ဖောင်းအောင်ရှေ့ဖောင်း တို့မြင်နေရကျန်းနေစီကဲကုန်အေးဟုတ်တယ်အောင်စီတော်ကုန်ပါဟဲ့ တုတ်မှာပေါ့ဟာဒီပြင်းပြင်းဆိုရင်တော့တုံးဝုံးပေါ့နေ ไว้ အဲ့ဒီပြရမှာပါအဲ့ဒီမှာဟိုဘာလို့ထောက်မှာတော့ခါဒီလေနေ เดี๋ยวลืมขอบคุณค่ะ The next day ဟိုမနေ့ကလာပြီးတော့တခါရဲဆိုင်ကယ်ယူမသွားနိုင်တဲ့ brother သူရလင်းတို့အတွက်ကျွန်တော်ဆိုင်ကယ်ရတော့စင်နေဖြစ်ပါပြီကဲဆိုတော့ဒါကိုကျွန်တော်တို့ဒီနေ့သွားပို့ပေးရမှာနော်ဆိုင်ကယ်ကျွန်တော်တို့ပြန်ဆန်ဆုံးနဲ့ကျွန်တော်ပို့ပေးပါတယ်ကဲဒီနေ့တော့စန်စီယာဆက်ရုံကကိုသူရလင်းကျွန်တော်တို့ဒီဘိန်းသွားပို့မယ်ဒီ PCH အလဲကဒီဘိန်းကိုသွားပို့ကဲဆိုတော့ကျွန်တော်တို့တုတ်မယ်ဒီနေ့3ယောက်ပေါ်3ယောက်စီးရငင်းတော့မယ်နော်အဲ့ဒီပြဒီကောင် မေးရီပြောရလား Let's go ကဲရောက်ပြီနော်ငင်းသွားတော့လာပို့လား โอเค ဆိုင်ကတော့ဒီထဲမှာလက်ဆောင်အောက်ထုတ်ပါညာပါမယ်နော် Okay มีป้ายเข้าได้มีป้ายแล้ว ဒါ เข้าได้ ได้ရအောင်ထဲလို့ရ มีป้าย Okay พี่ โลเคชั่นโลเคชั่นทองขอดู ညဖွင့်ထားပြီလားဘာမှမပိတ်ထား ပြီးမှာပြီး ကဲဆိုတော့ကျွန်တော်တို့လည်းပြန်မယ် ဝေးလာတင်းနဲ့ဒီလောက်နီးနေစလောက်ဟုတ်လားကိုယ့်ဘာမှာဈေးရှိရနော်ဟုတ်တယ်ငါတို့ချိန်ခဏရောက်ဈေး ကဲငယ်ချင်းတို့ဘယ်လိုပြန်မလဲ location ကဲအောင်မြင်စွာရောက်ရှိခဲ့ပါပြီသူ location တကြီးနဲ့မောင်းရ location